တနည်းအားဖြင့်လူတွေသိမ်းထားတဲ့ပစ္စည်းဥစ္စာတွေဆိုတာယတာကမ္မခယောဟောတိသဗ္ဗမေတံဝိနတတိအကုသိုလ်ကံကျိုးပေးလာပြီကုသိုလ်ကံကုန်သွားပြီဆိုလို့ရှိရင်လေရှာထားတဲ့ပစ္စည်းတွေဟာဘယ်ကနေဘလို့ပျောက်သွားမှမသိပဲနဲ့ဆုံးရှုံးသွားရသေးတယ်လူတွေဟာကံမလိုက်တော့ဘူးဆိုလို့ရှိရင်အလုံးကပျက်စီးသွားတတ်တယ်ဒါကြောင့်မို့လို့တထေးတွေမွဲသွားတာဆိုတာလည်းရှိတယ်ပေါ့မွဲသွားနိုင်တယ်ဒီပြနေရာတော့မပြောနဲ့မြန်မာနိုင်ငံဟာစစ်ပြေးပြီးကစားတော့ကဒီရှေ့တောင်အာရှမှာချမ်းသာတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့နော်ချမ်းသာတဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့ဒီနားမှာပထမဆုံးတိုးတက်ဆုံးနိုင်ငံဖြစ်ပြီးတော့ခုချိန်ကအဲ့ဒီအဆင့်ကနေလျှော့ကျသွားတယ်ဆိုတာအလုံးသိပြီယရာကမ္မခယောဟောတိလောဘုံလုံးဤမမှန်မကန်နေဖြစ်သွားပြီဆိုလို့ရှိရင်တော့ဒါကမ္မခယပဲလုံဤလုံးဟာနေလွဲချော်ပြီးတော့ဆင်းရဲမွဲတည်သွားနိုင်ငံအနေနဲ့လည်းဆင်းရဲမွဲတည်သွားနိုင်တယ်လူတွေအနေနဲ့လည်းပြောမယ်ဆိုရင်မိသားစုတွေဟာကမ္မကောင်းအကြောင်းမလှတော့ဘူးဆိုရင်မိလောင်တဲ့ထဲပါသွားတာတို့ရှည်မျောတဲ့ထဲပါသွားတာတို့အသိဉ္ခံရတဲ့ထဲပါသွားတာတို့ခိုးယူတိုက်ခိုက်လူရင်ခံရတာတို့သာသမီတွေကဖြုံးနေတာတို့ဆိုတာမျိုးတွေနဲ့ကိုရှာဖွေထားတဲ့ပစ္စည်းတွေဟာတနည်းမဟုတ်တနည်းနဲ့ကုံဆုံးသွားတတ်သေးတယ်နောက်ဆုံးမှာဆင်းရဲမွဲတေတဲ့ဘဝရောက်သွားနိုင်သေးတယ်အဲ့ဒါလို့ကံမကောင်းအကြောင်းမလှဘူးဆိုရင်ဆင်းရဲမွဲတေသွားဘလောက်ပဲပစ္စည်းဥစ္စာတွေကစုဆောင်လူတွေဟာလောကီစီးပွားရေးဆိုတာဟာကိန်းတွေတွက်လို့မရတဲ့စီးပွားရေးပဲလို့သူတို့ပြောခုတန်တရားစီးပွားရေးကုသိုလ်ကောင်းမှုပြုပြီးတော့မြုပ်နှံပြီးဆိုတဲ့အခါကျတော့ဘယ်ဒီမှာမြုပ်နှံလို့ဆိုကိုမိဥဖဥရိမိဘနှစ်ပါးကိုကျွေးမွေးတယ်စေတီပထိုးတွေကိုတီထားကိုးကွယ်ပြီးတော့ပူဇော်တယ်တန်ဃာတွေကိုလှူဒန်းတယ်ကိုယ်အိမ်လာတဲ့ဧည့်သည်တွေကိုကျွေးတယ်မွေးတယ်ကိုယ်ဆွေမျိုးတွေကတည့်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုကူညီထောက်ပံ့တယ်ဆိုတဲ့ဆိုလိုတာဒါနကောင်းမှုပေါ့ဒါနကောင်းမှုလုပ်တယ်ဆိုတာလည်းပဲရှုမြုပ်ခြင်းသို့မဟုတ်ယဉ်နှိမ့်မြုပ်နှံခြင်းတစ်မျိုးပဲတဲ့ဒါတန်တရားမှာယဉ်နှိမ့်မြုပ်နှံမှုလို့ပြောရတယ်အဲ့ဒီတန်တရားမှာယဉ်နှိမ့်မြုပ်နှံတဲ့အခါမှာငွေကြေးနဲ့သာယဉ်နှိမ့်မြုပ်နှံရတာမဟုတ်ဘူးသီလဆောင်ပြီးတော့လည်းယဉ်နှိမ့်မြုပ်နှံတယ်ကမ္မထံဘာဝနာပွားများအထုတ်ပြီးတော့လည်းယဉ်နှိမ့်မြုပ်နှံမှုတွေလုပ်ရတယ်ခொနကတရဏဂုံစောင့်တည်လိုက်တာလဲစိတ်ထဲမှာမှတ်ထားဖို့ရတရဏဂုံဟိုမျက်နှုံစောင့်တည်လိုက်ခြင်းဟာလည်းပဲတို့ဟာယဉ်နှိမ့်မြုပ်နှံလိုက်တဲ့ကုသိုလ်တစ်ခုပဲလို့စိတ်ထဲမှာအားကိုးစရာဖြစ်နော်မတော်တဆဒီဘဝအဆုံးသတ်သွားလို့ရှိရင်အားကိုးရမယ့်အရာတစ်ခုကိုယ်မှာငွေကြေးဒနာအသုံးလိုတဲ့အခါကိုမြုပ်ထားတာလေးဖော်ပြီးတော့သုံးရတယ်လို့ပဲတရဏဂုံစောင့်တည်လိုက်တယ်ငါးပါးသီလခံယူလိုက်တယ်ဆိုတဲ့ဒီကုသိုလ်လေးဟာလည်းပဲဒီဘဝမျက်စိမှိတ်သွားလို့နောက်ဘဝသွားရမယ်ဆိုတဲ့အချိန်လေးမှာကိုယ်နဲ့အတူကိုယ်အကူကြီးရမယ်ယဉ်နှိမ့်မြုပ်နှံထားတဲ့အရာလေးတစ်ခုဖြစ်တယ်။သေတော့မှအခေါင်းတိုင်းကရိုးထဲတာတော့မရဘူးအဲ့ဒါသိချာနော်။သေမှပေးလို့ကမရတော့လူတွေတဘဝဆုံးသက်တယ်ဆိုတာရဲ့နောက်ဘဝဆိုတာရဲ့ကတ်နေတာအချိန်ဆိုင်နေတာမဟုတ်ဘူးဒီဘဝကတည်လိုက်တာနဲ့တပြိုင်နက်နောက်ဘဝရောက်သွားပြီးသားဖြစ်တယ်ဘဝတစ်ခုရောက်သွားပြီးသားဖြစ်တယ်
နောက်မှပြီးရင်နောက်ကျသွားပြီသက်ရှိနေတဲ့အချိန်ကလုံးမှသက်တည်သွားတာနဲ့တပြိုင်နက်သူကနောက်ဘဝရောက်သွားပြီအဲ့ဒီအချိန်မှာဆိုပါစို့လူတယောက်ဟာသေဆုံးသွားတယ်တည်တယ်ဆိုတဲ့သုတိစိတ်ကလေးချုပ်လိုက်တာနဲ့တပြိုင်နက်နောက်ဘဝဆိုတဲ့ပရိသေရိစိတ်လေးပေါ်သွားပြီနောက်ဘဝသူရောက်သွားပြီရောက်တယ်ဆိုတဲ့ခါမှာလူဖြစ်မယ်ဆိုရင်တရေတီးပြီပေါ့တရိษံဖြစ်မယ်ဆိုရင်လည်းတရေတီးနေပြီဘာမှလုပ်လို့မရတော့ဘူးငရဲကြမယ်ဆိုလည်းကြသွားပြီကွယ်ကက်တင်လို့မရတော့ဘူးနတ်ဖြစ်မယ်ဆိုလည်းဖြစ်သွားပြီဖြစ်ပြီးသွားပြီသို့တော့တေဂဏီမှာအာယုန်တစ်ခုခုကြောင့်အပင်ငရဲကြလောက်တဲ့အကုသိုလ်လည်းမရှိလို့တစ်ခုဆွဲလန်းပြီးတော့အိမ်အနီးပါးမှာတစေပြိတ္တာဖြစ်နေပြီဒါလည်းဘဝပဲအဲ့ဒီတစေပြိတ္တာဖြစ်နေပြီဆိုလို့ရှိရင်တော့ကုသိုလ်ကောင်းမှုလုပ်ပြီးမျှဝေရတယ်ဒါလည်းသူကဘဝတစ်ခုကရပြီးသွားတယ်ပြိတ္တာမဖြစ်အောင်သိပြီးတဲ့နောက်မှာတားလို့မရဘူးလို့သူတို့ဆိုလို့တယ်